မင်္ဂလာပါမျိုးတွေကျွန်မမကုတ်တို့မဟာသေးပါရှင်စိတ်မကောင်းစွာပဲအလူခံနေငါနေပြီးတော့ငလင်ဘေးတိပြည်သူတွေအတွက်အလူခံနေမင်းကအနောက်ရှက်တွေပေါ်လာတဲ့အတွက်เนาะအလူခံရင်စကားများရန်ဖြစ်ရတဲ့အနေအထားတစ်ခုပေါ့เนาะအဲ့ဒါလည်းပဲစိတ်မကောင်းစွာနဲ့ပဲကျွန်မပြောပြချင်ပါတယ်ဒီနေ့ဒီနောက်25ခုနှစ်เนาะ4လပိုင်း3ရက်နေ့ဖြစ်ပါတယ်အခုကျွန်မရုပ်တံပိုင်းရိုက်ကူးနေတဲ့အချိန်က12နာရီတိတိဖြစ်ပါတယ်ဥစွာငလင်တန်တိပြည်သူတွေအတွက်ငလင်ဘေးတိနယ်ဒေသတွေရဲ့ကုညီကယ်ဆယ်ရေးအတွက်သတင်းချက်လက်ရယူမှုကတိတ်ကိုအရေးကြီးပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီရန်ကုန်မြို့ကြီးမှာတော့မှနော်အင်တာနက်လိုင်းတွေဖုန်းလိုင်းတွေလုံးဝမကောင်းဘူးနော်တခါရေးဆိုလို့ရှိရင်ဖုန်းက2G ပဲတက်တယ်အဲ့အတွက်ဟိုသတင်းတစ်ပုဒ်နားထောင်မှုအဝိုင်းလေတာနဲ့ဒီအဲ့မှာတိုင်ပတ်နေကြတာပေါ့နော်ရန်ကုန်လိုမြို့ကြီးမှာတော့ဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီငလင်လှုပ်တဲ့ဒေသတွေမှာပိုပြီးဆိုးတာပေါ့ဆိုတော့ဒီလိုတဘာဝဘေးရတဲ့ဖြစ်နေတဲ့ချိန်မှာကျွန်တော်တို့ကနော်ဒီအင်တာနက်ဆက်သွယ်မှုတွေဒီလူမှုကွန်ရက်တွေကိုဒါပဲအသုံးပြုပြီးတော့တင်းဦးနဲ့တူကူချိတ်ဆက်ပြီးတော့ပေါ့နော်ကုညီကယ်ဆယ်ရေးတွေနော်အချိန်မီပို့တာနိုင်ရေးတွေကုညီကယ်ဆယ်နိုင်ရေးတွေလှုပ်ဆောင်နိုင်ရတာဖြစ်တဲ့အတွက်လက်ရှိနိုင်နိုင်ငံတော်အိမ်ဆောင်ဆိုးရအနေနဲ့နော်အစိုးရအနေနဲ့မှလည်းတစ်ဖက်မှာသူလှုပ်ရတဲ့ကိစ္စတွေအများကြီးရှိတယ်ကျွန်မနားလဲပါတယ်သို့တော်လည်းပဲလက်ရှိဆက်သွယ်ရေးအပိုင်းကိုဦးစားပေးပြီးလှုပ်ဆောင်ပေးချင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဒီမှာအင်တာနက်ဖြတ်တောက်ထားမှုကိုပယ်ဖျက်ပေးဖို့ဆိုပြီးတော့ပြည်တွင်းပြည်ပမှာအဖွဲ့အစည်းပေါင်း80ကျော်ကတောင်းဆိုတယ်ဆိုတဲ့သတင်းတစ်ခုကျွန်မတွေ့ရတယ်အင်တာနက်ဖြတ်တောက်ထားမှုတွေကိုပယ်ဖျက်ပေးရမယ်ပေါ့နော်ဒီလိုအရှက်ဖွဲ့စည်းပေါင်း80ကျော်ကတောင်းဆိုပါတယ်ပေါ့ဆိုတော့ကျွန်မတည်လည်းပဲကျွန်မမကုတုမဟာသွေးတည်လည်းပဲပြည်သူတွေကပြည်သူပြောင်းနေတဲ့သတင်းချက်လက်ရယူမှုလင်းမြန်စေဖို့မြန်ဆန်ဖို့စေဖို့အတွက်အစိုးရအနေနဲ့တက်နိုင်တဲ့လောက်မြန်ဆန်အောင်လှုပ်ဆောင်ပေးဖို့တောင်းဆိုတယ်ဒါပေမဲ့အဲ့ဒီသတင်းချက်လက်ဆိုတဲ့နေရာမှာလည်းပဲသူတို့ဘလို့သတင်းတွေရေးသားနေကြတယ်အမှန်တကယ်ဆိုရင်လက်ရှိမှာကဘသူကတော့ဘလို့မကယ်လို့ပါဘသူကတော့ဘလို့ဘာဖြစ်လို့ပါဆိုပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကိုအပြစ်တွေပုံချနေမဲ့အစားဥပမာတစ်ဖက်ကပြောကြတယ်စစ်တပ်ကငလျင်တန်းတင်တဲ့အချိန်မှာတော့လေရင်နဲ့ပုံကျဲလို့ဒီဘက်ကလူတွေကလည်းပြန်ပြေးကြတယ်ကုညီကယ်ဆယ်ရေးသွားတဲ့အဖွဲ့ကို PDF တွေကချောင်းပြီးတော့ပြစ်လို့ဆိုပြီးတော့အဲ့ဒီလိုမျိုးတွေသတင်းတွေနဲ့ကျမတို့လမ်းဆုံးနေမဲ့အစားအမှန်တကယ်ဘယ်နာမှာတော့ဘယ်လိုမျိုးကုညီကယ်ဆယ်ရေးလိုအပ်နေပါတယ်ဘယ်နာမှာငလျင်တန်းတဲ့ဒေတာမှာပျက်စီးဆုံးရှုံးမှုတွေအင်မတန်များပါတယ်ဘယ်နာမှာဒေတာမှာတော့စေဝါကူတာမှုတွေမလုံလောက်ပါဘူးခင်ဗျာဆိုပြီးတော့လက်ရှိအခြေအနေမှာအရေးပေါ်ကုညီကယ်ဆယ်ရေးလုပ်ဖို့အတွက်သတင်းနဲ့ချိတ်ဆက်ပေးရမှာဖြစ်တယ်သတင်းနဲ့ချိတ်ဆက်ပေးဖို့လိုအပ်တယ်နော်အင်တာနက်ဆက်သွယ်မှုကွန်ရက်တွေကိုအသုံးချပြီးတစ်ဖက်နဲ့တစ်ဖက်ကိုဝါတောင်းမိုင်းတိုက်ဖို့တစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်ဖို့တစ်ဖက်နဲ့တစ်ဖက်စိုက်ဝါလုပ်ဖို့မဟုတ်ခင်နဲ့ဒီဒေသမှာတကယ်ခက်ခဲဖြစ်နေတဲ့ပြည်သူကိုဘယ်လိုကူညီထောက်ပံ့မလဲဆိုတဲ့နှလုံးသားနဲ့ဥထိတ်ထားပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်သူတစ်ဖြင့်လက်ရှိမှာဆိုလို့ရှိရင်တော့အာတင်းထားကြပါဘယ်နိုင်ငံကတော့ဘယ်လိုလာကူညီနေပါပြီလက်ရှိမှာဆိုဂျပန်နိုင်ငံကအမေရိကန်ဒေါ်လာ6တန်းကူညီပါတယ်เนาะကျမတို့အဓိကဒေသတွင်းနိုင်ငံတွေเนาะဒေသတွင်းနိုင်ငံအာဆီယံ10နိုင်ငံကူညီတယ်အိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယအဓိကမဟာเนาะအင်အားကြီးနိုင်ငံကြီးတွေကျမတို့မဟာမိတ်တွေလည်းဖြစ်တယ်ကူညီကြတယ်ဒီကိစ္စတွေကိုအဓိကဦးစားပေးပြီးတော့အများသူငါကိုအားတက်အောင်အားပေးစကားပြောဖို့လိုအပ်တယ်သတင်းမီဒီယာတွေအနေနဲ့ကဒါကိုအင်တာနက်တွေဆက်သွယ်မှုတွေကြတော့ဆက်သွယ်လိုင်းတွေမကောင်းလို့အင်တာနက်တွေမကောင်းလို့အစိုးရကိုအပြစ်ပုံချမယ်စားတကယ်ကောင်းတဲ့အခါကြတော့ခင်ဗျားတို့ကအခုလိုမျိုးလူထုကိုအားပေးစကားမပြောဘဲနဲ့လူထုကိုဝေဝါးသွားအောင်စိတ်တက်ကြအောင်ပဲပြောနေကြတယ်ကုညီကယ်ဆယ်ရေးဆိုလဲဒီလိုပဲစစ်တပ်ကဘယ်နာမှမကူညီလို့စစ်တပ်က AR သတင်းဌာနမှာဆိုပြောလို့ရှိရင်နေပြီးတော့မှတော့မှစစ်တပ်ကသူ့နေပြီးတော့ဝန်ထမ်းတွေတော့မကယ်ဆယ်နိုင်ပါဘူးဘယ်နာမှတော့စစ်တပ်ကငလင်ဘေးသင့်ပြည်သူတွေကိုကယ်ဆယ်နေတဲ့ PDF ကိုဖမ်းဆီးသွားပါတယ်ဘယ်နာမှဖမ်းတာလဲဆိုတော့နေရာအတိအကျလည်းမပြောနိုင်ဘယ် PDF ကိုဖမ်းတာလဲဆိုတော့လေအတိအကျလည်းမပြောနိုင်မပြောနိုင်မဲနဲ့ငလင်တန်းသည့်ပြည်သူတွေကို PDF ကကဲနေတာကိုစစ်တပ်ကဖမ်းပါတယ်ဆိုပြီးတော့ကောလာဟာလာကိုသတင်းလုပ်ပြီးတော့ကြီးညာတဲ့ခါကျတော့လက်ရှိမှာတစ်ပူပေါ်နှစ်ပူဆင့်ပြီးတော့အစိတ်ထိတ်ခက်ခန့်နေရတယ်တကယ်ဆိုရင်နော်ဘယ်ပရာဟိတအဖွဲ့ကတော့ဘယ်နာမှာဘလို့ပိတ်မိနေတဲ့နော်အရက်သားပြည်သူတွေကိုဘယ်လိုကယ်ထုတ်နိုင်ခဲ့ပါလဲခင်ဗျာဥပမာစကိုင်းမိသက်တက်ဖွဲ့ကနေပြီးတော့နော်ဒီ CDM မလုပ်တာပဲကျေးဇူးတင်ရမယ်နော်စကိုင်းမိသက်တက်ဖွဲ့ကနေပြီးတော့2ရက်အတွင်းမှာလူပေါင်း100ကျော်ကိုနော်ဒီမြေပုံမြေစာပုံတွေကြားတဲ့ကအပျက်စီးတွေကြားတဲ့ကကိုကြီးကယ်ဆယ်နိုင်ခဲ့ပါတယ်စိုက်ဒီပင်တိုးနဲ့တိုးအဲ့ဒီလိုမျိုးအားပေးစကားလေးတွေအားတက်အောင်စကားလေးပြောကြရမယ်စာခင်ဗျားတို့ပြောလိုက်တဲ့မျိုးတော်လိုင်းရေးဆရာတော်မင်းတုံညာပြောတယ်တိတကူဆရာတော်ဘာလုပ်နေလဲအရှင်စကိန်းနာဘာလုပ်နေလဲအရှင်စကိန်းနာဘာလုပ်နေလဲဆိုတာထက်ဦးမင်းတုံညာအနေနဲ့ငါဘာလုပ်နိုင်နေဆိုတာကိုပြရဖို့အချိန်ဖြစ်တယ်ပြရမယ်အချိန်ဖြစ်တယ်တိတကူဆရာတော်ဘာလုပ်နေလဲဆိုပြီးသူများကိုတွားပြီးပြောရမှာထက်မင်းတုံညာဆရာတော်ဘာလုပ်နေလဲလွေဦးဖဖိုးဆရာတော်ဘာလုပ်နေလဲငါတို့ဒီလိုကဲတယ်နေပါတယ်ဆိုပြီးတော့သူများမကောင်းကြောင်ပြောရမယ်အချိန်မဟုတ်ပဲနဲ့ကိုယ်နှလုံးသားဘယ်လောက်ထိဖြူစင်နေကိုဟာပြည်သူပေါ်မှာဘယ်လောက်ထိစေတနာစစ်မှန်နေဆိုတာပြရမယ်အချိန်ဖြစ်တယ်ဥပမာကျမတို့
ကိုယ်ွယ်တဲ့ပေါက်ဆရာတော်ဖျားနော်စပြီးငလီလှုပ်ပြီးဆိုတဲ့ကထမင်းဘူးတွေဝေတယ်တန်းနိုင်တဲ့လူတန်းထောက်ပံ့တယ်လက်ရှိမှာဆိုရင်3,000မှတည်ပြီးတော့နော်တီလာရှင်အကြောင်းနေတီလာရှင်ပျက်စီးသွားတယ်တီလာရှင်ဆောက်တဲ့တိုက်တွေအတွက်3,500မှတည်တယ်တခြားတော့နေရာတွေ3,500မှတည်ပြီးတော့ပေါက်ဆရာတော်ကိုယ်တိုင်က3,000မှတည်ဖြူတန်းထားတယ်ဒီလိုကိစ္စမျိုးကြတော့ဟာအချင်းချင်းမူတီတာပွားပြီးတော့အများသူကအပေးစကားပြောပြီးဖော်ပြရမယ်စာဒီလိုကိစ္စမျိုးတော့ဖုံးမိထားတယ်မဟုတ်တဲ့နေရာကြတော့ပြူစောတိကောင်းဆောင်ပေါက်ကိုတော့ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဝါဒမိုင်းနေတိုက်ကြတယ်ဒါကြောင့်မလို့ခင်ဗျားတို့ကိုပြောချင်တာကတော့ခင်ဗျားတို့လွတ်လပ်ခွင့်ကိုအခွင့်ကောင်းယူပြီးတော့နော်သတင်းမီဒီယာတွေကဘယ်လိုဖြစ်ပါတယ်အင်တာနက်ပြတ်တောက်မှုကဘယ်လိုဖြစ်ပါတယ်ပြောနေမယ်စာအမှန်တကယ်အင်တာနက်ရတဲ့အခါကျတော့စက်သွယ်မှုလိုင်းတွေကောင်းတဲ့အခါမှာတော့ခင်ဗျားတို့ကလူထုကိုကုညီကေစရေးလုပ်နေတာလားသတင်းအစိတ်တွေခတ်နေတာလားဆိုတာစဉ်းစားဖို့လိုရတယ်စေကူတာမှုပိုင်းမှာဆိုလို့ရှိရင်လည်းဒီတရားရတဲ့လူတွေကိုကုညီကေရေးစေဝါကုသရေးအတွက်နော်တက်နိုင်တဲ့သမျှနိုင်ရဝင်ကိုတက်နိုင်ရဝင်အကုန်လုံးကအထမ်းရမယ်ထားတစ်ဖက်နဲ့တစ်ဖက်မှာသတင်းအမှားတွေသတင်းအစိတ်တွေနဲ့စိတ်တိုက်နေကြတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဆက်ရအောင်စစ်တပ်ကကျမ်းမာရေးစနစ်ကိုကျမ်းမာရေးကဏ္ဍကိုစနစ်တကျဖျက်ဆီးပြီးတော့ကျမ်းမာရေးဝန်ထမ်းတွေကိုဖမ်းလာလို့ငလျင်တန်တဲ့ပြည်သူတွေကိုမကူညီနိုင်ဘူးဖြစ်နေပါတယ်တဲ့ကျမ်းမာရေးကဏ္ဍကိုစနစ်တကျဖျက်ဆီးပြီးတော့ CDN လောက်ခိုင်းခဲ့တာခင်ဗျားတို့ NUG မဟုတ်ဘူးလားအခုကြောင့်မှဘာကြောင့်စစ်တပ်မကောင်းကြောင်ပြောနေကြတာလဲနော်ခင်ဗျားတို့ကိုယ်တိုင်ကမန္တလေးမြို့မှာမန္တလေးတိုင်းတိုင်းလုံးမှာရှိတဲ့ကျမ်းမာရေးဝန်ထမ်းအကုန်လုံး80%လုံး CDN လုံးနိုင်ခဲ့ပါတယ်မန္တလေးတိုင်းတိုင်းလုံးမှာ CDN တွေနော်စေးဝန်တန်းကျမရေးဝန်တန်း80%လုံး CDN လုပ်တယ်ဒါကြောင့်မလို့တော်လန်ကြီးကဒီနေ့အောင်တော့မယ်မနေ့ပြန်အောင်တော့မယ်ဆိုပြီးဝါဒမိုက်တက်ခဲ့တာခင်ဗျားတို့ပဲဒါကဘာလုံးမှာကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာနော်တုတ်တန်ဒီမှာမိတကြိုဆက်တွေတောင်မအားလို့အလောင်းနေမြေကြီးမှာထပ်ပုံနေရတဲ့အချိန်မှာခင်ဗျားတို့တွေ CDN ဆိုပြီးတော့စေးမကုပဲနဲ့လူတက်ခိုင်းခဲ့တာခင်ဗျားတို့ပဲအခုကျမှစစ်တပ်ကကျမရေးကဏ္ဍကိုစနစ်တကျဖျက်ဆီးတယ်ဆိုပြီးတော့ဒါဒီဖြက်မီဒီယာ ARV မှာသတင်းအစိတ်တွေနဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတက်နိုင်သမျှနော်ဘယ်သူကဘယ်လိုမျိုးကိုကြီးထောက်ပံ့လဲဥပမာဂျော်ဂျူဝါပဲဆို USC ကဒီခါသမားပေါ့နော်လက်ဝဲသမားသူဆိုလို့ရှိရင်လည်းပဲသူကိုယ်တိုင်ကနေပြီးတော့ဦးစီးဦးဆောင်လုပ်ပြီးတော့မြန်မာနိုင်ငံမှာငွေနေတန်းတဲ့ပြည်သူတွေကိုကူညီခဲ့စေရေးအတွက်အမေရိကန်ဒေါ်လာ1000ပေါ့နော်သူ့ငွေကိုလုပ်နေတာရှိတယ်။ဥပမာဒီလိုကိစ္စမျိုးပေါ့နော်တခြားဘယ်နိုင်ငံကဘယ်လိုကူပါရဲဘယ်လိုနာမည်ကြီးဆက်လီတယောက်ကဘယ်လိုမျိုးကူညီထောက်ပံ့ပါရဲဆိုပြီးတော့ပြည်သူတွေကိုအားတက်အောင်လုပ်ရမယ်အစားအခုလိုမျိုးစစ်တပ်ကကျန်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးပြီးတော့ကျန်းမာရေးဝန်ထမ်းဆိုတာကသူတို့ CDN ဆိုပြီးနိုင်ငံတော်ကိုပုံကန်ကြတယ်ဒေါက်တာဒေစာဆန်းလိုပုံစံမျိုးဇော်ဝေဆိုးလိုလူမျိုးကိုဆိုလိုခြင်းဖြစ်တယ်နော်ပြည်သူစေယုံနေမှာကြတော့ CDN ဆိုပြီးစေးမကုပဲနဲ့ပုဂ္ဂလိကစေယုံနေမှာငွေကြေးရယူပြီးတော့စေးခိုးကုနေတဲ့ဆက်ဖောက်တည်ဖြစ်တယ်။ဒေယုံစာကိုဖုံးကွယ်ပြီးတော့နော်ပြည်သူတွေကိုအားတဲ့စကားပြောရမယ်အစားပြည်သူတွေကိုအားတဲ့စကားပြောရမယ်စားအခုလိုမျိုးသတင်းအမှားတွေနဲ့ပြောနေကြတယ်နော်။ဆိုတော့ခင်ဗျားတို့ပြောတယ်ကျမတို့ဥပမာမြန်မာတိုင်းနိုင်ငံလုံးမှာကကျမတို့မြန်မာတိုင်းနိုင်ငံလုံးမှာကကျန်းမာရေးဝန်ထမ်းပေါ့နော်ဆရာဝန်သူနာပြုကျန်းမာရေးဆေးဘက်ဆိုင်ရာဝန်ထမ်းကလူ1000ရှိလို့ရှိရင်အဲ့ဒီ1000မှာလူပေါင်း4,900ဆိုလူ1000မှာတဝက်ဆို9000လူ9000နီးပါး CDN လုပ်ခဲ့တယ်အဲ့ဒီ CDN လို့ကိုလည်းခင်ဗျားတို့ဝါဒမိုင်းတိုက်တယ်ခင်ဗျားတို့မြောက်ပြီးတယ်အဲ့ဒီချိန်လုံးကလည်းတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ကျန်းမာရေးဝန်ထမ်း90%လုံး CDN လုံနိုင်ပါပြီဆိုပြီးအောင်ပွဲခံခဲ့တာခင်ဗျားတို့ပဲပျော်ခဲ့တာလည်းခင်ဗျားတို့ပဲနော်ဆရာဝန်တွေစေးမကုလို့ပျော်တာခင်ဗျားတို့လူတက်တဲ့ဆရာဝန်မဟုတ်ခဲနဲ့လူအသက်တွေကိုမသေးသင့်မဲ့သိအောင်တတ်တဲ့လူသက်သမားဆရာဝန်တွေဖြစ်အောင်လုပ်ခဲ့တာလည်းခင်ဗျားတို့ပဲနော်မြန်မာနိုင်ငံလုံးမှာကျန်းမာရေးဝန်ထမ်းနိုင်ငံရဲ့ဝန်ထမ်းတဝက်90%ဆရာဝန်တွေစေးမကုပဲနဲ့ CDN လုပ်ပါတယ်လို့ပြောခဲ့တာလည်းခင်ဗျားတို့ပဲကျန်းမာရေးကဏ္ဍကိုစနစ်တကျရိုက်ချိုးခဲ့တာလည်းခင်ဗျားတို့ပဲနိုင်ငံလုံးမှာမြန်မာနိုင်ငံနဲ့မဟုတ်ဘူးဒီကမ္ဘာလုံးကိုဗစ်ကပ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာတော့မှနော်အောက်ဆီဂျင်နဲ့အရေးပေါ်လိုအပ်လို့အောက်ဆီဂျင်စက်ရုံတွေတိစောက်နေတဲ့အချိန်တောင်မှဒီအောက်ဆီဂျင်တွေစက်တွေစောက်တဲ့အထဲကိုအလှူငွေမထည့်ပါနဲ့ဆိုပြီးဝါဒမှတ်လိုက်ခဲ့တာလည်းခင်ဗျားတို့ပဲဆိုတော့ဒီအချိန်မှာကတယောက်နဲ့တယောက်သူ့ဖက်ငါဖက်ပုတ်ခတ်နေမယ်စားဘယ်သူကဘယ်လောက်ထိကူညီပေးနိုင်လဲဥပမာဆရာတော်မင်းတုံညနော်ရိုသေတော့အပြင်ဆရာတော်လို့ပြောပါတယ်တီတကူဆရာတော်ကြီးဘာလုပ်နေလဲအရှင်စကိန်းကဘာလုပ်နေလဲလို့ဆိုပြီးတော့ပြည်ပကနေ online ကနေအားချောင်းနေမဲ့စာကိုတိုင်ကငါမင်းတုံညကတော့ငါဘာလုပ်နိုင်လဲဟိငါຫນွေဦးဖုံဖုံကတော့ငါဘာလုပ်နိုင်လဲဟိငါကိုကြီးကရွှေဦးမင်ကတော့ငါတို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာငါဒီလိုရှိတဲ့ကဥရလုပ်နိုင်တယ်ဟိဆိုတာကိုပိုင်ချင်းကိုပြဖို့လိုပါတယ်နော်ကျမကိုအလူငွေထည့်ရတဲ့မှာလေတချို့အမတွေဆိုရင်ရွှေပေါက်ကန်ကအမတရားမှတ်မရသူ့စပင်းကိုဖျက်ရောင်းပြီးတော့အလူငွေထည့်တာနော်မိမတယောက်မှာတော့မိမတယောက်ထမင်းဝတ်တဲ့မိမတယောက်တောင်မှသူ့ရဲ့သရာတရားကငွေကြေးမ